နောက်တစ်ပိုင်းကကျတော့ဒီဗမာတိုင်းနေမိုဒီရဲ့slit ဒါ slit ring အကြောင်းပြီးသွားတာနော် slit ring ပြီးရင်ဘာလာမလဲဆိုတော့ဒီ rotor ရဲ့ဒီ commutator ပေါ့နော်ဒီမှာလဲ slit ring ရှိမယ်ပြီးရင်ဒီမှာဘာလဲဆိုတော့ commutator ကြေးစိတ်တွေပြန်ပါသေးတယ်ဒါမှကြေးကွင်းနေနော်ကြေးကွင်းနှစ်ခုရှိမယ်ဒီကြေးစိတ်တွေလာတော့မှာအဲ့တော့ဒီပတ်နီးပိုင်းပေါ့နော် rotor မှာလဲဒီကောင်မှာလဲ25မြောင်းရှိမယ်နော်မြောင်းနေ25မြောင်းရှိမယ်ဒီကကြေးစိတ်မှာလဲစုစုပေါင်းကြေးစိတ်ကြီးအတွက်ကသူက25ခုရှိမယ်အဲ့တော့ကြေးစိတ်ကိုကျွန်တော်တို့ကဒီအပေါ်ကနေကြည့်မယ်ဆိုရင်ပေါ့နော်အဲ့တော့ပေါ့နော်ကြေးစိတ်ကမှာစုစုပေါင်းဘယ်နှမြောင်းပါဒါကျွန်တော်အကြီးဆွဲလိုက်လို့နော်အဲ့တော့ပြန်ဆွဲပြမယ် rotor မှာနောက်မှာဒလက်ပါမယ်ဒီမှာ rotor မှာမြောင်း25မြောင်းရှိမယ်အရှိမှာ commutator တစ်ခုလာမယ် commutator မှာကြေးစိတ်စုစုပေါင်း25ခုရှိမယ်အဲ့အရှိမှာslit ring လာထားမယ်နော်ကြေးကွင်းလာထားမယ်ကြေးကွင်းနှစ်ခုပေါ့လေနော်အဲ့တော့ဒီကြေးစိတ်ကြောင်းပြောပါဒီကြေးစိတ်ကိုကျွန်တော်တို့ကလှုပ်ပြီးတော့ဒီကောင်ပတ်ရအောင်အဲ့တော့ကြေးစိတ်ကိုဒီအမချဘိုင်းမှာပတ်ခင်ပေါ့နော်ဒီကြေးစိတ်ကိုတရားဖို့လိုပြီနော်ကြေးစိတ်တွေကိုဘယ်လိုဆက်တွယ်မလဲပေါ့နော်ကိုပတ်မဲ့ဟာလေဟုတ်တယ်လေအောက်ကပတ်တာတော့ဟုတ်တယ်ကြေးစိတ်ကိုပတ်ပြီးတော့ဘယ်နှခုဆက်တွယ်မလဲပတ်တာတော့ထားဒီကောင်က9မြောင်းကျော်မှာနော်1 2 3 4 5မြောင်းကျော်ကိုပတ်လိုက်မှဒီကနေဒါမိုးပတ်ပြီးတာဟုတ်တယ်အဲ့တော့ဘယ်လိုလာချိတ်ဆက်မှာလဲနော်ဒီကောင်ကတော့အဲ့လိုမျိုးပတ်လိုက်ပြီလေသူကတော့3ဘတ်ပတ်ရမယ်4ဘတ်ပတ်မယ်ပတ်ပြီးဆိုတော့ဒီတစားကတော့ကြေးစိတ်တစ်ခုမှထားရဟုတ်တာချထားပြီကြေးစိတ်တစ်ခုမှဆက်တွယ်ထားပြီနောက်တစ်ခုကကြေးစိတ်ရဲ့ဘယ်အပိုင်းကိုလာဆက်တွယ်မှာလဲဒီပိုင်းအဲ့တော့ဟုတ်ပြီဒီကောင်ကဒီကြေးစိတ်ရဲ့ number 1ကိုလာဆက်တွယ်ထားရထားဒီကောင်ပဲအာယုံထားနော်ဟိုကောင်9မြောင်းကျော်တာခဏတာကျန်တာတွေက9မြောင်းကျော်ကြီးပဲလာမှာအဲ့တော့ဒီကောင်ကနေချိတ်ဆက်လိုက်ပြီဆိုရင် number 1ကိုဝင်ထားဖြစ်ဒီအတွက်ကြောင့်မို့လို့ဒီကောင်လည်းပတ်ခဲ့မယ်9မြောင်းကျော်ပေါ့နော် computer မှာ9မြောင်းကျော်ဒဲမလို့ဘူးနော်ပတ်လို့ရတယ်အဲ့တော့9မြောင်းကျော်ပတ်ပြီဆိုရင်သူကဒီလိုပဲဖြစ်သွားမှာနော်ဒီလာထားတော့ဒီမှာလဲ3ဘတ်ပတ်လိုက်ပြီဗျာ3ဘတ်ပတ်လိုက်ပြီဒါဒီ rotor မှာပတ်တဲ့ကောင်ပတ်ပြီးဆိုရင်လည်းစုပေါင်းသူကနောက်တစ်စကြံနောက်တစ်စဘယ်ကိုလာမလဲကျွန်တော်ကဒီကနေစရင်ဒီကနေစရည်မယ်ဆိုရင်စုပေါင်း73ခုမြောက်ကိုလာမှာဒီကိုဝင်မှာနော်အဲ့ဒါနေနောက်နံပါတ်1ပေါ့နော်နံပါတ်2ကလည်းသူကဒီလိုလာမှာအောက်ကဟိုကောင်ကြီးမှာပတ်မယ်ပတ်ပြီးရင်ဘယ်ကိုလာမလဲဒီကိုပဲဝင်တော့မှာလေသူကဒီကနေစရည်ရင်73လေနော်1 2 3 4 5 6 9 10 11 12 13အဲ့ဒါမျိုးအဲ့ပြီးရင်နောက်တစ်ခုကလည်းဒီလိုပဲလာတော့မှာနော်ဒီတိုင်းပဲပတ်မှာဒါကွန်ပျူတာချိတ်ဆက်ပုံနော်နောက်တစ်ခုကဒီလိုပဲ4ကလည်း16ကိုလာမယ်5ကလည်း19ကိုလာမယ်ပြီးရင်6က18ကိုလာမယ်9က19နော်ဒါဆွဲပြရနော်8က20ပြီးရင်9ကကျတော့21 10ပြောရင်73ခုပေါ့နော်73ခုဆိုတော့17ခုကျော်မှာပေါ့ကြားထဲမှာအဲ့တော့ဒီကောင်ကလည်းဒီကိုဝင်သွားပြီအဲ့တော့ဒီမှာနံပါတ်7နော်7ကကြောက်ပါလေဒီမှာနောက်ဘာပဲကြံတော့24ကြံနေရလေနော်24ကိုဝင်သွားပြီအဲ့ဒါမျိုးတော့မှာအဲ့တော့ဟုတ်ပြီဒါတစ်ပိုင်းပြီးပြီနော်တစ်ပိုင်းပြီးပြီအောက်ကနေပတ်တာအော်ဒါထားအောင်နော်9မြောင်းကျော်ပတ်တာအဲ့ကောင်ခဏထားအောင်သူကဒါအမချာဆိုရင်သူကဇိတ်တွေရှိမယ်လေနော်ဒီကနေ9ခုကျော်လိုက်တယ်ဒီကတစ်ခုထောက်တယ်ပတ်တယ်နောက်တစ်ခုကြေးကွင်းကဘယ်လောက်လာမလဲဆိုတော့ကြေးတော့ပေါ့နော်ကျွန်တော်တို့ကဒီ73မြောင်းကြစီပတ်ပြီးသွားပြီနော်ပြောရရင်ဒီ73ခုမြောက်ပေါ့နော်တစ်ကနေစရရင်73ခုမြောက်မှာတပင်ဒီလိုမျိုးရေးပတ်ပြီးသွားရဆိုရင်နောက်ထပ်ကျွန်တော်တို့က24မြောင်းရှိပြီပဲကျွန်တော်တို့ဒီမှာ25မြောင်းကျန်နေ25မြောင်းစလော့ကနေရာလိုနေပြီနော်လိုနေဖြစ်တဲ့25မြောင်းလည်းအတူတူပဲကျွန်တော်တို့ကစတွက်လိုက်မယ်ဘယ်နှခုမြောက်ဖြစ်မလဲဆို73ခုမြောက်ကိုဖြစ်မှာ25ကနေ73ခုမြောက်ဆိုတော့ကွန်ပျူတာကိုရည်လိုက်ရင်ဒီ7မှာတော့ကြာမယ်ပေါ့နော်အဲ့တော့နံပါတ်25နဲ့ဒီ7နဲ့ကိုကျွန်တော်တို့ကချိတ်ဆက်လိုက်မယ်နော်ဒီမှာတော့ပတ်ခန့်ပါလေနော်ဒီမှာတော့9မြောင်းကြောင်ပတ်မယ်အဲ့တော့ဒီမှာချိတ်ဆက်လိုက်ပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့သူကဒီကောင်ကလည်းဘယ် line တွေကိုတွားဝင်မှာလဲဆိုရင်ကျွန်တော်တို့ကဒီမှာနော်နံပါတ်1မှာပတ်သွားတဲ့ line နဲ့တွေ့လားအဲ့ထဲကိုပဲဝင်မှာနော်နံပါတ်1ဝင်တဲ့ line တွေကိုပဲသူလည်းဝင်မှာပဲလीနော်အဲ့တော့ကျန်တာကတော့ပြီးရင်တော့9မြောင်းကျော်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီမှာဒါ rotor မှာ9မြောင်းကျော်အဲ့ပြီးရင်ကျွန်တော်တို့ကဘယ်မှာတွားကြလဲဆိုနံပါတ်7မှာတွားကြတယ်နော်7မှာတွားကြပြီးရင်နံပါတ်73ကိုပြန်ကြည့်မယ်ဒါနောက်တစ် line ပြန်ပတ်တာနော်နောက်တစ် line ပြန်ပတ်တာနံပါတ်73ကနေစပတ်ရင်73ခုမြောက်ကျော်ဆိုတော့1 2 3 4 5 6 9 10 11 12ဆိုတော့နံပါတ်25ကိုတွားကြအောင်ပေါ့နော်73ကနေပတ်လိုက်ရင်နံပါတ်25ကိုတွားပြန်ကြမယ်အဲ့တော့နံပါတ်73ပြီးရင်14ကနေပတ်ရင်25ဆိုစရည်လीနော်14ကနေစဉ်နံပါတ်1ကိုတွားမယ်
15ကနေနံပါတ်2ကိုတွားမယ်16ကနေနံပါတ်3ကိုတွားမယ်19ကနေနံပါတ်4ကိုလာမယ်18ကနေနံပါတ်5ကိုလာမယ်19ကနေနံပါတ်6ကိုလာမယ်ပြီးရင်20ပေါ့နော်20ကနေနံပါတ်9ကိုလာမယ်21ကနေနံပါတ်8ကိုလာမယ်အဲ့တော့နောက်တာက22ကနေနံပါတ်9ကိုလာမယ်23ကနေနံပါတ်10ကိုလာမယ်24ကနေနံပါတ်17ကိုလာမယ်ဒါဆိုပြည့်ပြီเนาะကျွန်တော်တို့ကဒီ commutator တစ်ခုမှာကျွန်တော်တို့ wire 2ပင်လာထားပြီတော့ကြီးနဲ့2ပင်လာထားပြီပေါ့နော်ဒီမှာလေเนาะ2ပင်ဘူးကြီးဖြစ်သွားပြီအဲ့တော့ရှုပ်သွားရင်တော့နောက်တစ်ခါပြန်ကြည့်ကြပါเนาะဗီဒီယိုဟုတ်ပြီဒါကကျတော့ဒါကြီးစိတ်ပိုင်း commutator ကြီးစိတ်ပိုင်း commutator ကြီးစိတ်ပိုင်းပြီးရင်ကျွန်တော်တို့ router မှာရှိတဲ့ router မှာလည်းကျွန်တော်တို့က25မြောင်းရှိမှာပဲလေနော်အဲ router ကိုလည်းအပေါ်ကနေကြည့်လိုက်တော့မယ်နော်အပေါ်ကနေကြည့်လိုက်ဒါမျိုး25မြောင်းရှိပါဒါပေမဲ့တူကကြတော့ဒီ router မှာကြတော့ကျွန်တော်တို့ကဒီ5မြောင်းကျော်ပတ်တာဒီမှာလည်း router မှာ25မြောင်းအတူတူပဲလေနော်ဒီ5မြောင်းကြာပတ်မယ်နော်5မြောင်းချပေါ့လေနော်5မြောင်းကြာပတ်မယ်5မြောင်းကြာပတ်တဲ့ဖြစ်တွေ့ကြပေါ့နော်နံပါတ်1မှာချိတ်ခဲတဲ့ကောင်နံပါတ်1မှာချိတ်ခဲတဲ့ကောင်ယူလိုက်ပြီး commutator ကိုယူပြီးရင်ကျွန်တော်ဒီကိုလည်းစပတ်ပြီပေါ့နော်5မြောင်းကျော်ဆို1မြောင်း2မြောင်း3မြောင်း4မြောင်း5မြောင်း5မြောင်းချပြီးတော့ကျွန်တော်ပတ်လိုက်ပါပြီဘယ်နှပတ်မလဲထား3ပတ်4ပတ်ဒါ2ပတ်3ပတ်ပတ်လိုက်ပြီးတော့2ပတ်ရေးပြီးဒီကောင်ကနံပါတ်1မှာဝင်ထားတဲ့ကောင် commutator ရဲ့နံပါတ်1မှာဝင်ထားတဲ့ကောင်နောက်တစ်ခုစုံတဲ့ကောင်ကကျွန်တော်နံပါတ်73မြောက်ဆိုတော့ commutator ရဲ့73မြောက်ဆိုတော့ဒီမှာလေ1 2 3 4 5 73ဆိုတော့ဒီမှာ73ဒီကောင်ကဒီစုံတဲ့အစားကနံပါတ်73ကိုလာမှာပါနော်နံပါတ်73ကိုဝင်မယ်အဲ့ဒါပြီးရင်ဒါဒီ slot နှစ်ခုပြီးသွားပြီအဲ့တော့နောက်ထပ် slot တစ်ခုကိုကျွန်တော်တို့ပြန်ဝင်ဆိုတော့ဒီမှာနံပါတ်1လာပြီနော်နံပါတ်1ကိုလည်းကျွန်တော်တို့ကပြန်ပတ်ပြီပေါ့နော်ဒီကိုပြန်ဝင်မယ်အဲဒါမျိုးဖြစ်သွားမှာပေါ့နော်သူကကြောက်လဲ5မြောင်းကျော်ဆိုတော့ဒီတစ်မြောင်းကိုလည်းကျော်သွားမယ်အဲဒီကကျတော့သူကနံပါတ်1ဒီကနံပါတ်14ဒါမျိုးပေါ့နော်ဒါမျိုးပဲပတ်သွားတာဒီဘက်မှာကြီးလည်းအတူတူပဲနော်အဲ့တော့ဒါပြောနေလို့ဒါရှုပ်တာနော်သူကသူထည့်ခွိုင်းမြောင်းနေသူကလည်းသူအကုန်ကွက်တီဝင်သွားတာနော်